ခရစ်ထွက်လာပြီစောင့်နေခဲ့တာအရန်ကြပြီနောက်ဆုံးတော့တွေ့မင်းမဲ တကားအကွဲတန်ကညအမောင်ထဲမှာအယိုးကွဲတန်လိုရှည်လျားစွာဆွဲထွက်လာတယ်ကရစ်မြေကြီးအောက်ကနေအေးလေတစင်းမဟုတ်ပဲအသက်မရှိတဲ့လေတစင်းတက်လာတယ်အဲ့ဒီလေကိုရှုလိုက်တာနဲ့မင်းကရင်ထဲကအေးခဲသွားတယ်အသက်ရှုခြင်းပေမဲ့လေကလေချောင်းနဲ့မဝင်နိုင်ဘူးညနှင်းစီမျက်လုံးကျဲသွားတယ်ဥစ္စာတကားအောက်ကနေအမဲရောင်လက်ချောင်းတစ်ချောင်းတဖြည်းဖြည်းထွက်လာတယ်လက်ချောင်းကလူလိုပုံစံရှိပေမဲ့အသားမရှိဘူးအယိုးပေါ်ကိုအမဲရောင်အငွေတွေကက်လျက်လှုပ်နေတယ်ပြီးတော့နောက်တစ်ချောင်းလက်တစ်ဖက်လုံးထွက်လာတဲ့အခါမြေကြီးပေါ်မှာသွေးမရှိပဲအနက်ရောင်အရည်တွေစိတ်ထွက်လာတယ်အမောင်လူစုတွေအမြင်မရှိသလိုခေါင်းချပြီးဒူးထောက်သွားကြတယ်ထွက်လာပြီးသူတို့အတန်တွေကတပြိုင်နက်လေထဲမှာထပ်နေတယ်ဥစ္စာထဲကခေါင်းတစ်ခုထွက်လာတယ်မျက်နှာရှိပေမဲ့မျက်လုံးမရှိဘူးမျက်လုံးရှိရမယ့်နေရာမှာအနက်ရောင်အပေါက်ကြီးနှစ်ပေါက်ပဲရှိတယ်ပါးစပ်ဖွင့်လိုက်တဲ့အခါသွားတွေမဟုတ်ဘူးအယိုးချွန်တွေစီထားသလိုပဲအတန်ထွက်လာတယ်အတန်မကြီးပေမဲ့မြေကြီးအောက်ကနေတက်လာသလိုနှလုံးကိုတိုက်ရိုက်ဖိချနေတယ်စောင့်နေခဲ့တာအရန်ကြပြီးအမြနင်းစီတုံသွားတယ်မဟုတ်ဘူးမင်းမထွက်ရဘူးသူမလက်နှစ်ဖက်နဲ့တင်ကေတကိုဖိထားလိုက်တယ်ဒါပေမဲ့ဥစ္စာထဲကအရာကမင်းကန့်ကိုလှည့်ကြည့်လိုက်တယ်မျက်လုံးမရှိပေမဲ့ကြည့်နေတာကိုခံစားလို့ရတယ်နောက်ဆုံးတော့တွေးအတန်ကနည်းနည်းပြုံးတယ်လို့ဖြစ်သွားတယ်မင်းခန့်ရင်ဘက်ကတင်ကေတအနီရောင်လင်းလာတယ်သူ့အရေးကသူ့နောက်မှာမဟုတ်တော့ဘူးရှေ့ဘက်မှာတခြားအရေးတစ်ခုအဖြစ်ရက်နေတယ်ညနှင်းစီအတန်ပြင်းပြင်းနဲ့អော်လိုက်တယ်မင်းကဥစ္စာကိုဖွင့်ဖို့ဝင်လာထွက်လာပြီမင်းကဒီမှာစကားစောင့်နေခဲ့တာအရန်ကြပြီနောက်ဆုံးတော့တွေ့မင်းမဲ ညတညလုံးမိုးမရွာပဲသွေးနဲ့ပဲပြန်သွားတယ်ပြီးတော့ဥစ္စာကဖွင့်ပြီးပိတ်ဖို့တယောက်မသေးမချင်း